Hello အားလုံးပဲမင်္ဂလာပါညီမဒီနေ့မှာတော့ပေါ့နော်အားလုံးပြောထားတဲ့အတိုင်းဒီ course ငွေကျွန်းမှာရမောင်းလိုင်းစင်ကိုဘတ်250ဘတ်အချိန်2ရက်ပေးုံနဲ့ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတာကိုညီမအသေးစိတ်ပေါ့နော်တစ်ချက်ချင်းစီကိုညီမပြောပြပေးသွားမှာဖြစ်တယ်ညီမကိုယ်တိုင်လည်းပေါ့နော်ပြီးခဲ့တဲ့ဒီတောက်ချန်နေရမှာရမောင်းလိုင်းစင်ကတ်ကိုညီမထုတ်ခဲ့တာပေါ့နော်ရမောင်းလိုင်းစင်ကတ်ကိုထုတ်ခဲ့တာဒါဒီကတ်က250ပဲတန်တယ်တကယ်တော့သူများရဲ့လိုမျိုး3-4တောင်ပေးပြီးတော့လုပ်နေစရာမလိုဘူးအဓိကတော့ကိုယ်တိုင်အချိန်ပေးရုံနဲ့ဒီကက်ကလုပ်လို့ရပါတယ်ဒုတိယခုကတော့ညီမတို့ဒါစာတော့မဖြစ်နေလို့လေ့လာရမယ်ပေါ့နော်ဘာလဲဆိုတော့ကိုယ်တိုင်ဖြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ညီမတို့ဘာထောက်ထားရလို့ရမလဲဆိုလို့ရှိရင်ချင်းပါတယ်ဘာမှထွေထူးထူးမလိုပါဘူးကိုယ်ကိုင်ထားတဲ့စာအုပ်ကအနည်းဆိုရင်အနည်းရဲ့10မိနစ်ပြင်မိတ်တူလို့မယ်ပြီးရင်ဗီဇာရဲ့မိတ်တူလို့မယ်ပြီးရင်ညီမတို့စီအိုင်သမားဆိုရင်စီအိုင်ရဲ့10မိနစ်ပြင်နဲ့ဗီဇာရဲ့မိတ်တူလို့မယ်ပြီးရင်ညီမတို့ဒါ pink cat လို့ပါမယ် pink cat ရဲ့မိတ်တူလည်းဆွဲသွားရတယ်เนาะပြီးတော့ညီမတို့ဒီ medical certificate လို့ပါမယ် medical certificate ကဘယ်လိုလုပ်ရမလဲဆိုရင်ညီမတစ်ခါရေးပြောပြလိုက်မယ်နန်းထုတ်စီရုံညီမတို့သွားစရာမလိုပါဘူးချိုးဝင်ထဲမှာရှိရဲ့ Somewhere Home Clinic မှာ medical certificate သွားလုပ်လို့ရပါတယ်ရမောင်းလိုင်းစင်အတွက်လာလုပ်တာပါဆိုပြီးပြောလို့ရှိရင်ဘတ်100ပဲပေးရတယ်ပေါ့နော် medical certificate လုပ်ပေးပါတယ်အချိန်လည်းမကြာပါဘူးပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ညီမတို့ TM30 နေထိုင်ကြောင်းထောက်ခံစာလုပ်ရပါမယ်အဲ့ဒီနေထိုင်ကြောင်းထောက်ခံစာအရင်လိုကက်ခက်ခဲလုပ်เสียမလို့တော့ဘူးအခုဆိုရင် line တွေပေါ်မှာ service အခါချင်းတွေယူပြီးအခါကျတော့လုပ်ပေးနေတဲ့သူတွေလည်းရှိတယ်တချို့ဆိုလို့ရှိရင်hotel reservation မှာလုပ်တဲ့အသည့်ရရှိရဆိုလို့ရှိရင်အဲ့ hotel reservation ကအသည့်ရရှိမှာအကူအညီတောင်းပြီးတော့လုပ်လို့ရတယ်ဒါမှမဟုတ်နောက်ဆုံးဘယ်လိုမှမရဘူးဆိုလို့ရှိရင်ညီမတို့ Man and Immigration Office ကရက်90တုံးထူးတဲ့နေရာမှာဒီ TM30 လုပ်လို့ရတဲ့service ရှိပါတယ်သူတို့လုပ်ပေးပါတယ်တစ်ချက်မေးကြည့်ပါပေါ့နော်ပတ်စံဘယ်လောက်ပေးရတယ်ဆိုတော့ညီမတော့မသိခဲ့ဘူးပေါ့နော်โอเคဒါဆိုလို့ရှိရင်ညီမပြောတဲ့အထောက်အထားရေး၄မျိုးမိတ္တူစာရွက်2ခုရယ်ပြီးရင် TM30 ရယ် medical certificate ရယ်ရပြီဆိုလို့ရှိရင်ညီမတို့ဒါသွားပြီးတဲ့အခါကျတော့ရမောင်းလိုင်စင်လုပ်လို့ရပါပြီဒါဆိုရင်ညီမတို့ဘယ်ရုံးအရင်ဆုံးသွားရမလဲဆိုရင် Man and Immigration ရုံးကိုအရင်သွားရပါမယ် Immigration letter ညီမတို့သွားယူရမယ်အဲ့တော့ immigration letter ကိုညီမတို့ဘယ်လိုသွားယူရမလဲဆိုရင်ရုံးရောက်တဲ့နေရာမှာရုံးရဲ့ဒီအောက်ထပ်ရှိရယ်ပြီးလို့ရှိရင်ဒုတိယထပ်ရှိရယ်နှစ်ထပ်ပေါ့နော်အဲ့ဒီနှစ်ထပ်မှာအောက်ထပ်ကိုသွားပြီးတဲ့အခါကျတော့ညီမတို့တန်းစီရပါတယ်တန်းစီပြီးပြီဆိုလို့ရှိရင်ညီမတို့ကိုယ်လက်ရောက်တဲ့နေရာမှာကိုကရမောင်းလိုက်စင်လာလောက်တာပါဆိုပြီးတော့သူတို့ပြပြလိုက်ပါပြပြလို့ရှိရင်သူကစာရွက်နဲ့စစ်ပေးပါတယ်စစ်ပေးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အချက်လက်ဖြည့်လို့ရတဲ့ဒီစာရွက်လေးတစ်ရွက်ပေးလိုက်လိမ့်မယ်အဲ့ဒီစာရွက်ကလေးထဲမှာဘောပင်တော်ယူသွားနော်အဲ့ဒီစာရွက်ကလေးထဲမှာကိုယ့်ရဲ့နာမည်တွေနေရာလိပ်စာတွေ passport number တွေပြီးရင်ကိုကကားအတွက်လောက်မှာလားဆိုင်ကယ်အတွက်လောက်မှာလားကိုကဖြည့်ရပါတယ်ဖြည့်ပြီးသွားရဆိုလို့ရှိရင်ကိုကတစ်ခါပြန်ပြစ်ခါကျော်တန်းပြန်ပြီးတော့စီပါတန်းပြန်စီပြီးဆိုလို့ရှိရင်ထပ်ပြီးတော့စာရွက်စာရင်တစ်ချက်စစ်ပေးရလိုအပ်တဲ့နေရာတော့သူတို့ကိုယ်တိုင်လိုက်ပြီးဖြည့်ပေးရနော်အဲ့တော့ဖြည့်ပြီးသွားဆိုလို့ရှိရင် immigration letter ရဖို့အတွက်သူတို့ကနောက်ထပ်တပတ်ချိန်ပါတယ်ကိုကဥပမာဒီနေ့တနင်္လာနေ့သွားရဆိုလို့ရှိရင်နောက်ပတ်တနင်္လာနေ့ကိုသူကလာခဲ့ပြီးရဲ့အခါကျတော့ immigration letter လာယူပါဆိုပြီးတော့ချိန်တယ်အဲ့ဒီနေ့မှာကိုသွားယူပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ passport စာအုပ်ပဲယူသွားရတော့เนาะအဲ့ဒီနေ့မှာဆိုရင်တော့သွားယူဆိုလို့ရှိရင်အဲ့ဒီရုံရဲ့ဒုတိယတက်ကိုတက်သွားလိုက်ပါဘယ်ဟိုမှမသွားပါနဲ့ဘယ်တုံတင်မှယူစရာမလိုပါဘူးကောင်တာနံပါတ်ကောင်တာနံပါတ်4ကိုတန်းသွားပြီးအခါကျတော့ရမောင်းလိုင်းစင်အတွက်လာတာပါဆိုပြီးပြောလိုက်ကိုယ့်ရဲ့ passport စာအုပ်လေးကိုပေးလိုက်ပေးပြီးဆိုလို့ရှိရင်သူတို့က laptop စာရွက်ကလေးတစ်ရွက်ထုတ်ပေးလိုက်ပါလိမ့်မယ်အဲ့ဒီစာရွက်တက်လေးရလာပြီဆိုတာနဲ့အဲ့ဒီစာရွက်နဲ့ညီမတို့ဒီ medical certificate ရဲ့ပြီးရဲ့အခါကျတော့passport ရဲ့မျက်နှာပြင်မိတ္တူရဲ့ visa မိတ္တူရဲ့ညီမတို့ကရမောင်းလိုင်စင်သွားလို့ရပါပြီဘယ်ကိုလဲဆိုလို့ရှိရင်လက်ပတ်မိုင်းက transport office ကိုသွားရမှာပါအဲ့တော့သွားလုပ်တဲ့ရက်တွေမှာညီမတို့အရေးကြီးတာရှိတယ်ဘာလဲဆိုတဲ့အခါကျတော့ရမောင်းလိုင်စင်အစ်စ်ကိုသူတို့ကနေတိုင်းမလုပ်ပေးပါဘူးတနင်္လာရဲ့ပုတ်တဟူးရဲ့တောက်ကြရဲ့3ရက်ကိုပဲလုပ်ပေးတာပါကျန်တဲ့ရက်တွေလာလို့ရှိရင်မလုပ်ပေးပါဘူးအဲ့ဒီနေ့တွေမှာညီမတို့ကဟုတ်ပြီဒါဆိုရင်ဘယ်အချိန်သွားရမလဲဆိုလို့ရှိရင်မနက်6နာရီရောက်သွားရပါမယ်မနက်6နာရီရောက်တဲ့အချိန်မှာအဲ့ဒီနေရာမှာတန်းစီနေတဲ့လူတွေအများကြီးရှိရဲ့ညီမဘူဂျူမှပြပေးမယ်အဲ့တန်းစီနေတဲ့လူတွေမှာအယောက်30ပဲရှိ40ပဲရှိเนาะကိုက3နာရီပဲအယောက်သွား4နာရီပဲအယောက်သွားသူတို့ရုံးတကာ
ဒီ6နာရီဆိုတော့သူတို့ကဖွင့်တယ်ရုံးတကားဖွင့်လိုက်တာနဲ့ကိုကရုံးရဲ့ဒုတိယအတွက်ကိုအမြန်ပြေးမှာနော်အမြန်ပြေးမှရမှာနော်ဘာလဲဆိုတော့တနေ့ကိုသူတို့ကအယောက်20ပဲလက်ခံတာပါအဲ့ဒီအယောက်20ထပ်ပို့ရင်လက်မခံပါဘူးအဲ့ဒီအယောက်20အတွင်းမှာကိုကရဖို့အတွက်တုံကင်နံပါတ်ရုံးရဲ့ဒုတိယတက်ကိုအပြေးတက်ပြီးတဲ့အခါကျတော့ယူရပါတယ်ကိုကမနက်ခင်3နာရီပဲစောင့်4နာရီပဲစောင့်အဲ့ဒီတုံကင်နံပါတ်မရလို့ရှိရင်အဲ့ဒီနေ့က license လုံးလို့မရဘူးเนาะလှည့်ပြီးပြန်ရမှာเนาะအဲ့ဒါတစ်ချက်ရှိရသတိထားရမယ်ကိုကအဲ့ဒီနေ့မှာမှအဲ့ဒီစာရွက်ရခဲ့သည်ရှိတော့အဲ့ဒီစာရွက်နဲ့အဲ့ဒီဘေးနာလေးမှာ font လေးတစ်ရွက်ရှိပါတယ်ဒီဘယ်လိုပြောရမလဲဆိုတော့ reserve font လေးပေါ့နော်ရမောင်းလိုင်းစင်ပြဲအခါမှာ reserve ဘယ်လောက်ရလဲဆိုတော့ font လေးပါတစ်ခါတန်းယူရတယ်တန်းယူပြီးအခါကျတော့ရုံနောက်တစ်ခါဒုတိယချိန်ပြန်ဒုတိယချိန်မှာမနေ့ကအဲ့ဒီနေ့မှာပဲ9နာရီခွဲအရောက်ပြန်လာရတယ်ပေါ့နော်ဒါနဲ့စကားမဆက်ညီမဖြတ်ပြောချင်တာကအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုလို့ရှိရင်ကိုယ်တိုင် online ပေါ်ကနေ booking လှမ်းတင်လို့ရတယ် online booking ကတော့တနေ့မှာသူက9ယောက်ပဲလက်ခံတာပါပြီးတော့သူကဒီနေ့လိုတင်မယ်ဆိုလို့ရှိရင်နောက်ထပ်1လခွဲ2လလောက်နေမှပြည့်ချင်းရတာပါအရန်တင်တဲ့သူအရန်များပါတယ်အဲ့လိုလဲတင်လို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ညီမဆက်ပြောမယ်ဆိုရင်ဆွမ်းနာကမနက်ခင်း9နာရီခွဲဆိုရင်ရုံးတခါပြန်ပြီးတော့အရောက်ပြန်သွားပြီးလို့ရှိရင်ကိုကအဲ့ဒီမှာသူတို့တယောက်ချင်းစီရဲမှာသူတို့ဒီစာရွက်နဲ့စစ်ဖို့ခေါ်ပါတယ်စစ်ပြီးသွားရင်အကုန်လုံးပြည့်စုံပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးညီမတို့ဘာလုပ်ရလဲဆိုလို့ရှိရင် physical test စစ်ကရယ်ညီမတို့ဒီအရင်ဆုံးစစ်ကတာညီမတို့ဒီမျက်လုံးရဲ့မြင်နိုင်စွမ်းအောင်စစ်တာအဲ့တော့မျက်လုံးမြင်နိုင်စွမ်းအောင်စစ်တဲ့နေရာမှာဒီအဲ့နေရာမှာတေချာသူများရေလို့တို့တေချာလိုက်ကြည့်နော်ညီမလည်းနားလဲတယ်လို့ပြောပြပေးမယ်အဲ့နေရာမှာကိုကမအောင်ဆိုရင်နောက်နေ့မှပြန်လာအောင်ပါနော်အဲ့လိုမျိုးရှိရဲအဲ့တော့ဒီဆုံးစစ်တာမျက်လုံးကိုစစ်တာကညီမတို့ဒီရှေ့တက်ကိုစစ်တာမဟုတ်ဘူးညီမတို့ဒီdown zone ရဲ့မြင်နိုင်စွမ်းအားကိုစစ်တာအဲ့တော့ဘယ်လိုလုပ်စစ်လဲဆိုလို့ရှိရင်ဆက်ကလေးတစ်လုံးရှိရဲအဲ့ဒီဆက်လေးမှာကိုကမေးစီလေးနဲ့ကိုကဒီဝင်လိုက်ပေါ့နော်ဝင်လိုက်တဲ့အချိန်မှာဘယ်နဲ့ညာနဲ့သူကဒီခလုတ်ရှိရဲအဲ့ဒီနေရာမှာဒီ down zone ရဲ့ကနေမှာလှင့်ကြည့်ထားပေါ့နော်မျက်လုံးကိုမလှုပ်ရှားရအောင်နော်ရှေ့ကိုပဲကြည့်ရမှာအဲ့ဒါညာဘက်ကလှုပ်သွားရင်ညာကိုနှိပ်ဘယ်ဘက်ကလှုပ်သွားရင်ဘယ်ကိုနှိပ်အဲ့ဒါအောင်ပြီးသွားရဆိုရင်မီနီရဲ့မီစိမ့်ရဲ့ကိုစစ်တယ်မီစိမ့်စစ်ပြီးသွားရဆိုလို့ရှိရင်နောက်ဆုံးတစ်ခုအနေနဲ့ကနည်းနည်းလေးရောရှုပ်တယ်တေချာလေးရောလိုက်ပြီးတော့ကြည့်ရှေ့ကလှုပ်သွားရသူတွေကိုလေသူကဘက်ကီယာစုပ်တာဘက်ကီယာစုပ်တဲ့နေရာမှာသူကစုပ်ပြီးတဲ့အခါကျတော့ပြန်မောင်းတာဘယ်လိုလဲမသိဘူးညီမလည်းသိပြီးတော့နားမလဲဘူးအဲ့ဒီနေရာမှာသူက3ခါလုပ်ပြရတယ်အဲ့ဒီ3ခါမှာသူက2ခါ pass ဖြစ်မှအောင်တာ2ခါ pass မဖြစ်ရင်အစပြန်လုပ်ရတယ်ပေါ့နော်အဲ့တော့ okay အဲ့ဆိုရင်ရပြီအဲ့ဒါကြီးကတော့လုပ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒါ training room နဲ့ကိုခေါ်သွားမယ်သူတို့ training room နဲ့မှာညီမတို့ဒါဘူဂျူတွေတေးဥပြရဲဗီဒီယိုတစ်ပုတ်တွေဘူဂျူတွေဖွင့်ပေးထားရဲအင်္ဂလိပ်စာရန်ထိုးနဲ့မြန်မာဒီထိုင်းအတန်ထွက်နေပေါ့နော်အင်္ဂလိပ်စာရန်ထိုးရနေသူကပြလိုက်မယ်12နာရီအထိအဲ့ဒီဗီဒီယိုသွားပြီးတော့မကြည့်နဲ့အရန်စိတ်ရှုပ်ရလိမ့်မယ်ကိုယ့်နဲ့ကိုဖုန်းညနေပဲဆက်ပြီးတော့စာလေးလာစီရရှာလေးလာပြီးတော့12နာရီဆိုတာနဲ့ညီမတို့ထမပြန်သွားနဲ့เนาะသူတို့ကလက်ပွေစကန်နှိပ်ဖို့အတွက်ခေါ်ပါတယ်အဲ့လိုလက်ပွေစကန်နှိပ်တဲ့အခါမှာကိုကမရှိနေဘူးဆိုရင်အဲ့ဒီလူကအဲ့ဒီနေဖြစ်ဖို့အတွက် cancel ပဲအဲ့ဒီလက်ပွေစကန်နှိပ်ပြီးပြီဆိုတော့မှကိုကစားဆက်ရှိရနေလေစာကိုသွားစားပြီးဆိုရင်တနာရီပြန်လာခဲ့တနာရီပြန်လာပြီဆိုလို့ရှိရင်တစ်ခါဗီဒီယိုပြန်ပြီးအခါကျတော့ပြန်ကြည့်ညနေ3နာရီတိသွားကြည့်ရတယ်3နာရီထိကြည့်ပြီးသွားရဆိုလို့ရှိရင်ညီမတို့စောင့်ဝဲဖြေရတော့မယ်အဲ့တော့ဖြေတဲ့အချိန်မှာညီမတို့တို့ကဒီအကုန်လုံးတပြိုင်နက်တည်းပေးပြီးတော့မဖြေပါဘူးသူတို့ဒီ1 to 10အဲ့လိုမျိုးပေါ့နော်1 to 8အဲ့လိုမျိုးအစင်လိုက်လေးသွားပြီးတော့ဝင်ပြီးတော့ဖြေရပါတယ်သူတို့ခေါ်ပါလိမ့်မယ်နာမည်နဲ့ပေါ့နော်အဲ့တော့ဖြေပြီးဆိုလို့ရှိရင်ဖြေရနေရမှာညီမတို့ဒီအပုံ90ကိုဖြေရပါတယ်အနည်းဆုံး45ပုံမှန်မှ pass ဖြစ်ပါတယ်45ပုံမှန်မှန်ဆိုရင် pass မဖြစ်ပါဘူးအဲ့တော့အဲ့ဒီနေ့မှာကိုကpass ဖြစ်သွားရဲဆိုရင်ညီမတို့နောက်နေ့မနက်ဒုတိယနေ့မနက်ခင်10နာရီအရောက်ရုံးသွားရပါတယ်သွားပြီးရဲ့ခါကျတော့ညီမတို့ဒီဆိုင်ကယ်မောင်းပြရတယ်မောင်းပြပြီးဆိုလို့ရှိရင်ညီမတို့ဓပုံရိုက်ရမယ်ရုံးပေါ်ပြန်သွားဓပုံရိုက်ရမယ်ဓပုံရိုက်ပြီးဆိုတာနဲ့ပတ်စံ100နဲ့မှ30ကျော်သွင်းပြီးရဲ့ခါကျလို့ရှိရင်ရေမောင်းလိုင်းစင်ကထုတ်လို့ရပါပြီဘယ်လောက်မှမကြပါဘူးဒုတိယနေ့ကအလွန်ဆုံးကြာတနာရီခွဲပဲကြာပါတယ်အဲ့တော့တကယ်လို့အဲ့ဒီမှာပြောစရာစကားရှိရညီမတို့ပထမနေ့မှာညီမတို့ကြာသွားတယ်မအောင်ဘူးဆိုလို့ရှိရင်အဲ့နေ့ကတော့ညီမတို့ပြန်လာခဲ့ရပါတယ်နောက်နေ့မနက်ခင်း8နာရီခွဲအရောက်သူတို့ပြန်ခေါ်တယ်ကိုကတကယ်လို့နောက်နေ့မနက်ခင်းမအောင်ဆိုရင်နောက်တစ်ပတ်မှအားရရမှလာဖြစ်မယ်ဆိုလဲလာဖြစ်လို့ရပါတယ်သူတို့ကဒီလိုကပ်ပြားလေးတစ်ခုပေးလိုက်လိမ့်မယ်အဲ့ဒီကပ်ပြားလေးကရက်90အတွင်းကိုကြိုက်တဲ့ရက်လာဖြစ်လို့ရတယ်ဒါပေမဲ့လာဖြစ်ရဲ့ရက်ကတော့8နာရီခွဲအရောက်လာမှာ
လူအဟောင်းဖြစ်သွားရဖြစ်တွေ့တယ်လူအဟောင်းသမားကတနင်္လာနေ့နဲ့တောက်ကြနေတဲ့အထိကိုတောက်ကြိုက်တဲ့ရက်ကိုသွားပြီးတော့ဖြေလို့ရရင်နော်၈နိုင်ကိုတော့အရောက်သွားအဲ့တော့ဖြေပြီဆိုလို့ရှိရင်ဖြေတဲ့အချိန်မှာ तू က chance နှစ်ခုရှိပါတယ်ပထမတစ်ချိန်ဖြေတဲ့အခါမှာကျသွားတယ်โอเคအဲ့ဆိုရင်ကျသွားရဆိုရင်ဖြေခဲ့တဲ့အဖြေတွေကိုပြန်ပြီးတော့ကြည့်ဘယ်ဟာကမှားခဲ့ရလဲအဖြေမှန်ကဘာလဲအဲ့ဒါကိုပြန်ကြည့်ပြီးတဲ့အခါတော့နောက်ထပ်ဒုတိယတစ်ချိန်ထပ်ပြီးတော့ဖြေခိုင်းပါတယ် second test လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့လုပ်တဲ့အချိန်မှာအောင်ခဲ့လို့ရှိရင်အဲ့ဒီနေ့မှာတခါတည်းနောက်ထပ်အချိန်တနာရီပေးပြီးအခါကျတော့ driving test ထုတ်ခဲ့လို့ရပါပြီညီမကိုယ်တိုင်လည်းဒုတိယနေ့မှာအောင်တာပါအဲ့ဒီအတွက်အချိန်2ရက်ထက်နဲ့ရခဲ့ရလို့ပြောတာပေါ့နော်ဘယ်လိုလဲဆိုတော့ပထမရက်မှာညီမသွားဖြည့်တဲ့အချိန်မှာ38မိနစ်နဲ့ညီမကြားခဲ့တယ်အဲ့ဒီအချိန်မှာနောက်နေ့မနက်ကညီမသွားပြီးတော့မဖြည့်ပါဘူးကိုယ့်ကိုယုံကြည်မှုမရှိတဲ့အတွက်ညီမစာရေးလေ့လာရဲစာရေးထက်ထက်လဲလဲလုပ်တယ်အင်္ဂါဗုဒ္ဓဟူးကြာသပတေးမသွားဘဲနဲ့တောက်ကြနေကြမှာညီမသွားပြီးတဲ့အခါကျတော့ပြန်ဖြေပါရဲ့ပြန်ဖြေတဲ့အချိန်မှာပထမဖြေတဲ့အခါမှာ44မိနစ်နဲ့ကြာတယ်ဒါပေမဲ့သူတို့ကနောက်ထပ် second chance ပေးတဲ့အတွက်ကြောင့်မလို့နောက်တစ်ခါပြန်ဖြေတဲ့အခါမှာ46မိနစ်အောင်ခဲ့ပြီးတော့ဒီကတ်ကိုရခဲ့တာပါအဲ့ဒီအချိန်မှာတစ်ခါရဲ့ညီမဆိုင်ကယ်မောင်းပြပြီးတဲ့ခါကျတော့ကတ်ထုတ်ခဲ့တာပါအချိန်ဘယ်လောက်မှမကြပါဘူးအဲ့တော့အဲ့ဒီခါကျတော့ပေါ့နော်အဓိကလိုအပ်တာဘာလဲဆိုတဲ့ခါကျတော့ဒီလင်မောင်းလိုင်စင်ကိုယ်တိုင်လှုပ်တဲ့အချိန်မှာအချိန်ပေးနိုင်ဖို့နဲ့အနည်းဆုံးအချိန်ကတော့2ပတ်တော့ကြာတယ် immigration letter ထုတ်တာတစ်ပတ်ရမောင်းလိုင်စင်လုပ်တာတစ်ပတ်ပေါ့နော်တစ်ပတ်ဆိုတော့မဟုတ်ဘူးလေကိုရီးယားသိရမလားဒီနားရက်မှာသွားလောက်ရဆိုတဲ့ခါကျတော့ပေါ့နော်အဲ့တော့2ပတ်တော့အနည်းဆုံးအချိန်ပေးရတယ်သွားလုပ်တဲ့ရက်ကတော့ပထမရက်ကတစ်ရက်ကတော့အချိန်တစ်ရက်လုံးပေးရတယ်ဒုတိယရက်မှာတော့အချိန်ပိုင်းပဲပေးရတာပါဒါတော့ကိုယ့်ပုံမှာမူတည်ရပါပေါ့နော်အဲ့တော့နောက်တစ်ခုကညီမတို့စာသေချာကြည့်ရပါမယ်စာသေချာကြည့်ရဲ့အချိန်မှာညီမတို့ဒီ immigration letter ထုတ်နေတဲ့အချိန်ကတည်းကညီမတို့ကြည့်သွားလို့ရှင်ရပါတယ်တေးရှာရှာစာကြည့်သွားပါအဲ့တော့ဘလို့စာရေးကြည့်ရမလဲဘလို့ရေးအစမ်းဖြေရမလဲဆိုတာကိုညီမဒါလင်လေးချပေးမယ်ပေါ့နော်လင်ဒါမှမဟုတ်တခုခုလေးကျူပါကုတ်ဖြစ်ဖြစ်ညီမဒါ comment မှာဖြစ်ဖြစ်ချပေးမယ်ပေါ့နော်အဲ့ဒီကနေညီမတို့ဒါစာလေ့လာလို့ရတယ်အဲ့တော့လေ့လာတဲ့နေရာမှာလဲ तू ကဒီမြန်မာလိုလဲလေ့လာလို့ရတယ်လို့ဖြည့်တဲ့နေရာမှာလဲမြန်မာလိုလဲဖြည့်လို့ရတယ်အင်္ဂလိပ်လိုလဲဖြည့်ချင်လဲဖြည့်လို့ရပါတယ်ညီမကိုယ်တိုင်ကတော့အင်္ဂလိပ်လိုပဲဖြည့်ပါတယ်အင်္ဂလိပ်ကတော့မိကုန်းသိပ်ပြောတော့မရှုပ်ဘူးပေါ့နော်မြန်မာနဲ့ကြတော့တချို့ကြတော့ translate လုပ်တာဘာသာပြန်ထားတာမှားနေတာရှိတယ်အဲ့ဒီခါကျညီမတို့အင်္ဂလိပ်လိုပဲဖြည့်ခဲ့ပါတယ်အဲ့တော့ပေါ့နော်ဒီကိုတိုင်ပေါ့နော်ဒီအချိန်လေးပေးရုံနဲ့နည်းနည်းလေးအားစိုက်ရုံနဲ့ပြီးရင်ကုန်ကျစရိတ်ကလည်း250ကတ်ထဲနဲ့ရတဲ့ဒီကတ်ကိုပတ်စံနေထောင်ချီပေးပြီးတဲ့ခါကျတော့လုံနေမယ်အစားကိုတိုင်အချိန်ရရယ်ကိုတိုင်ဖြည့်ကြည့်နေတယ်ဆိုတော့ညီမပြောသလိုမျိုးလေးလိုက်ပြီးတော့လုပ်ကြည့်ပါဒီရင်မောင်းလိုက်စင်ကမရစရာအကြောင်းလုံးဝမရှိပါဘူးဘာလဲဆိုတော့အချိန်လဲကုန်စရာအဲ့လောက်ကြီးအများမရှိဘူးတော့ညီမကိုတိုင်လာဆွမ်းညီမပြောခဲ့တဲ့ process တွေမသိတဲ့အတွက်ညီမအဲ့ဒီရုံကို3-4ကောက်လောက်ရောက်သွားတယ်မဖြစ်ရသေးပဲနဲ့ပေါ့နော်မနက်ကင်း6နာရီရောက်သွားမှာ3ကင်းအယောက်20ပဲလက်ခံထားရဆိုတော့နောက်မှသိခဲ့တာကိုတိုင်အချိန်ကြီးပေးခဲ့တာကုန်ခဲ့အများကြီးပဲနော်အဲ့ဒီခါကျတော့ဒီဗီဒီယိုကိုကြည့်ပြီးရဲ့လူတိုင်းဆိုရင်တော့ညီမလိုမျိုးတော့အများတိုင်းအိမ်ယုံသွားစရာမလိုတော့တော့ဘူးဘယ်နေ့ဘယ်ရက်ဒီမှာလုပ်လို့ရတယ်အယောက်20ပဲလက်ခံတယ်ကိုကဘလို့မျိုးပြင်ဆင်ပြီးတဲ့ခါကျတော့အယောက်20ဝင်အောင်လုပ်ရမလဲဆိုတာအကုန်လုံးတော့သိသွားပြီးလောက်ပြီးလို့ထင်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီကက်ကလေးကညီမတို့250ပဲတန်တာပါအများကြီးမတန်ပါဘူးเนาะအဲ့ဒီခါကျတော့အဲ့တော့အားလုံးပေါ့နော်ညီမဒီဗီဒီယိုကြည့်ပြီးရဲ့သူတယောက်ရှိတိုင်းကိုလည်းညီမလိုမျိုးလုပ်ကြည့်စေချင်တယ်ပြီးတော့အားလုံးအတွက်အကျိုးရှိမယ်ဆိုလို့ရှင်လည်းပေါ့နော်ဒီဗီဒီယိုလေးကိုပေါ့နော် like and share လေးလုပ်သွားပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ပြီးတဲ့အခါကျတော့အကုန်လုံးအတွက်အကျိုးရှိမယ်လို့တော့ထင်ပါတယ်ဘာလဲဆိုတော့ဒီ license ကညီမတို့ဒီကျိုးမှာလောလောလတ်လတ်ကလိုနေရလေเนาะနေရာတကာလည်းအဖမ်းဆီးရှိနေရဆိုတဲ့အခါကျတော့ညီမတော့ဒီကက်ကလေးကိုအချိန်2ရက်ထက်နဲ့ညီမရခဲ့ပါတယ်သေချာပေါင်း2ရက်ထဲပါညီမတနင်္လာနေ့မှာဖြည့်ရဲကြရဲတောက်ကြနေမှာတစ်ခါသွားပြန်ဖြည့်ရဲအဲ့နေ့မှာညီမရခဲ့တယ်ပေါ့နော်အဲ့တော့အကုန်လုံးလည်းညီမလိုမျိုးလေးရစေချင်ပါတယ်အဲ့အတွက်ဒီဗီဒီယိုတင်ရခြင်းဖြစ်တယ်အဲ့တော့အားလုံးကိုကျေးဇူးများတင်ပါတယ်ကြည့်ရှုပေးတဲ့လူတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ညီမဗီဒီယိုလေး like and share လုပ်ပေးကြဖို့လည်းမေတ္တာရက်ခံပါတယ်အားလုံးပဲတတား